အားလုံးပဲမင်္ဂလာပါချယ်ရီ YouTube channel လေးကနေကိုမိုင်းအားလုံးကိုတရားမကျန်နေတွေ့စွာပြန်လဲကြိုဆိုလိုက်ပါရနော်ကိုမိုင်းအားလုံးပဲနော်43နော်တဲ့ပဲကီးရလဲခွန်3ညနှစ်ကီးထိပ်စီးရ3ည34ထိပ်စီးပေါ့နော်ထိပ်စီးတိုင်းလေးဆွဲသွားနော်ဒါကြောင့်မို့ချယ်ရီထိပ်စီးလေးကိုလည်းနော်ပြန်ပြီးတော့ခွေထားတဲ့အတွက်ကြောင့်မို့နော်43တဲ့ပဲနော်ကိုမိုင်းအားလုံးပဲကိုမိုင်းအားလုံးပဲနော်ချယ်ရီဗီဒီယိုဖိုင်လေးကိုတွေ့ပြီးဆိုရင်ကိုမိုင်းအားလုံးပဲနော်တယောက်တစ်ချက် like လက်မလေးနှိပ်မယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း channel လေးကို subscribe နှိပ်မယ်အများကြီးအများတွေ့အောင် like and share လေးတွေနဲ့ကိုမိုင်းအားလုံးပဲ share ပေးကြမယ်နော်လေးလပိုင်း3ရက်နေ့2025ကြာသပတေးနေ့ညနေ4နာရီခွဲစီမှာကိုမိုင်းအားလုံးပဲနော်ဒီနေ့မနက်ကလိုပဲ43လိုပဲเนาะအစင်ပြေခြင်းနဲ့အကိုမိုင်းအားလုံးပဲထပ်ပြီးတော့အစင်ပြေစေရမယ်เนาะချယ်ရီထပ်ပြီးတော့ထပ်မှန်ပြီးတော့ဗလဲချယ်ရီအများကြီးစူးစမ်းထားတယ်เนาะကိုမိုင်းအားလုံးပဲเนาะချယ်ရီဗီဒီယိုဖိုင်လေးကိုကိုမိုင်းစုံးထီလဲကြောင်းကြည့်နေကြည့်နေเนาะတွေ့ပြီးမြင်ပြီးဆိုလို့ရှိရင်ကိုမိုင်းအားလုံးပဲတယောက်တစ်ချက် like လက်မလေးနှိပ်မယ်เนาะ channel လေးကို subscribe မလုပ်ရသေးဘူးဆိုတော့ channel လေးကို subscribe နှိပ်မယ်အများကြီးအများတွေ့အောင် like share လေးနဲ့ share ပေးကြမယ်เนาะကိုတူးတယောက်တည်းမဟုတ်ဘဲနဲ့เนาะအများမြင်အများတွေ့ပြီးတော့အများပေါက်အောင်လို့ချယ်ရီရပါเนาะကိုမတွေရှိရတဲ့ချယ်ရီတပြားတစ်ချက်မှမယူပါဘူးเนาะချယ်ရီပေးလိုက်တဲ့ကနန်းလေးနဲ့ကိုမရဲ့အားလုံးကိုရည်တည်ခြင်းနဲ့စေတနာလေးနဲ့လာရောက်ပြီးမျှဝေပေးခြင်းဖြစ်ပါတယ်เนาะကိုမရဲ့အားလုံးပဲเนาะချယ်ရီပေးလိုက်တဲ့ကနန်းလေးနဲ့ကိုမတွေဒီမနေ့အစီပြေမယ်လို့လည်းချယ်ရီထင်တယ်เนาะ43တဲ့ဒဲကြီးမှဒဲကြီးเนาะကိုမရဲ့အားလုံးပဲနှစ်တက်မှလည်းအောင်မြင်မှုရရှိခဲ့တယ်เนาะ43မှလည်းအောင်မြင်မှုရရှိခဲ့တယ်ကိုမရဲ့အားလုံးပဲချယ်ရီပြောထားပွဲเนาะဒီတပတ်လုံးမပါဘူးဆိုတော့အနေဆုံး3လေးပွဲ4 5ပွဲเนาะရအောင်ချယ်ရီရအောင်ကြိုးစားပေးမယ်လို့ချယ်ရီကိုမကိုပြောထားပေးပြီးသားเนาะဒီညနေလည်းထပ်ပါမယ်လို့လည်းချယ်ရီထက်ထင်တယ်เนาะကိုမရဲ့ချယ်ရီပေးမဲ့ကနန်းလေးတွေတေချာ view တစ်ဆက်ကလေးနဲ့တေချာပြီးတော့နားထောင်တေချာပြီးတော့ပေါ့เนาะလိုက်မှတ်ပေးထားပေးပါเนาะကိုမလုံးမဲ့ရှိရဆိုလို့ရှိရင်ချယ်ရီရဲ့ကီလုံးဝမကြသေးဘူးเนาะကိုမရဲ့အားလုံးတတိထားမိလားမသိခွန်3ည2ကီဒီညမနဲ့မလုံးဝမကြသေးတဲ့အတွက်ကြောင့်မို့ကိုမလုံးမဲ့ရှိရဆိုကိုမရဲ့အားလုံးလုံးမဲ့လေးနဲ့ဆွဲကပ်ပြီးတော့တိုက်ကစားကြမယ်เนาะကိုမရဲ့အားလုံးပဲเนาะကနန်းလေးပြီးတော့မဲ့အတွက်ကြောင့်မို့ကိုမဆာကလေးဘောပင်ရှိလို့ရှိရင်လည်းကိုမရဲ့အားလုံးပဲเนาะတေချာလေးလိုက်မှတ်မယ်เนาะချယ်ရီကနန်းလေးပြောပြပေးမဲ့အတွက်ကြောင့်မို့ကိုမရဲ့အားလုံးပဲတေချာလေးလိုက်မှတ်ပေးပါเนาะရှက်ကီလေးလပိုင်း3ရက်နေ့2025ကြာသပတေးနေ့ညနေ4နာရီခွဲစီကိုမရဲ့အားလုံးပဲရှက်ကီခွန်3ည2ကီเนาะကိုမရဲ့အားလုံးပဲခွန်3ည2ကီထိတ်ကတော့165ထိတ်စီ165ထိတ်စီပါเนาะကိုမလေးထပ်ပြောပြမယ်เนาะခွန်3ည2ကီထိတ်ကတော့165ထိတ်စီလေးပါเนาะချယ်ရီကတော့မိန်းကွက်ကိုခွန်ကြိုက်တော့တကြောင်မို့ခွန်ယူထားပြီးတော့เนาะကိုမရဲ့အားလုံးပဲမိန်းကွက်ကတော့ခွန်1ခွန်6ခွန်5ခွန်2ခွန်9เนาะမိန်းကွက်ကတော့ချယ်ရီ5ကွက်ကိုအမြဲတမ်းထုတ်တယ်เนาะကိုမရဲ့အားလုံးခွန်1ခွန်2ခွန်1ခွန်2ခွန်1ခွန်6ခွန်5ခွန်2ခွန်9เนาะကိုမရဲ့အားလုံးပဲเนาะပြီးဒူမိန်လေးပြပေးမယ်เนาะကိုမရဲ့အားလုံးပဲဒူမိန်လေးက3ည1 3ည6 3ည5 3ည2เนาะပြီးလို့ရှိရင်9နှစ်5 6 5 1 90ပေါ့เนาะပရိတ်သူပရိတ်လည်းပြန်ရိုက်တတ်တာပဲเนาะကိုမရဲ့အားလုံးပဲခွန်ပရိတ်ပြီးခွန်ပရိတ်လည်းကြားတတ်တာပဲလေကိုမရဲ့အားလုံးပဲเนาะဒီညနေတော့လွတ်မလို့တော့မထီဘူးကိုမရဲ့เนาะဒါကြောင့်မို့ချယ်ရီပေးထားတဲ့ကနန်းလေးတွေကိုကိုမတေးသေးချာချာလေးလိုက်ပြီးတော့ကစားသေးခြင်းနဲ့เนาะကိုမရဲ့အားလုံးပဲချယ်ရီစီကကနန်းလေးတွေရသွားပြီဆိုကိုမရဲ့အားလုံးပဲเนาะအများမြည်ပြီးအများတွေ့အောင်လို့ပေါ့เนาะအများပေါက်အောင်လို့เนาะဒုက္ခရောက်တဲ့လူတွေလည်းအဆင်ပြေအောင်လို့ပေါ့เนาะကိုမရဲ့ချယ်ရီတပြားတစ်ချက်မှလည်းမယူထားဘူးเนาะကိုမရဲ့အားလုံးပဲပေါက်သေးခြင်းနဲ့စေတနာလေးနဲ့ပဲလာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်တယ်เนาะချယ်ရီပေးလိုက်တဲ့ကနန်းလေးတွေလုံးဝမတူဘူးဆိုတော့လုံးဝမရှိပါဘူးเนาะကိုမရဲ့ချယ်ရီဗီဒီယိုဖိုင်လေးကိုကိုမရဲ့တွေ့ပါတယ်เนาะကိုမအားလုံးပဲเนาะချယ်ရီရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုလို့ရှိရင်အများမြင်အများတွေ့အောင်เนาะ like and share လေးတွေနဲ့ like လက်မတယောက်တစ်ချက်နေမယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလည်း channel လေးကို subscribe နေမယ်အများမြင်အများတွေ့အောင်လဲเนาะ like and share လေးတွေနဲ့ share ပေးကြမယ်เนาะကိုမရဲ့အားလုံးပဲเนาะလေးလပိုင်း3ရက်နေ့2025ကြာသပတေးနေ့4နာရီခွဲစီမှာကိုမရဲ့အားလုံးပဲเนาะဒီ43လိုပဲလေးလပိုင်း3ရက်နေ့2025ကြာသပတေးနေ့12နာရီ10မိနစ်အတွက်လိုပဲเนาะကိုမရဲ့အားလုံးပဲဒိုင်းနေစီမှာငွေများများကြီးထုတ်နိုင်ပါသေးလို့ချယ်ရီဘက်ကစုမှုတော်အောင်တောင်းနေကိုမရဲ့အားလုံးကိုနှုတ်ဆက်လိုက်ပါเนาะ
ညနေကျမှကိုမအားလုံးနဲ့ပြန်တွေ့မယ်နော်အားလုံးပဲဖိုက်ပါ